မင်္ဂလာပါရှင်အပတ်စဉ်စနေနေ့ညဗမာဘာသာဖြင့်တင်ဆက်ခြင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ညတင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကျေးရောက်စစ်ဆောင်စခန်းကမိဘတိပြည်သူတွေရဲ့နေအိမ်တွေကိုပြန်လည်စတင်တည်ဆောက်နေတဲ့ဆိုတဲ့သတင်းနဲ့ကျေးရောက်စစ်ဆောင်စခန်းကမိဘတိပြည်သူတွေရဲ့နေအိမ်တွေကိုစတင်တည်ဆောက်နေတဲ့ဆိုတဲ့သတင်းနဲ့ဖကတ်မြို့နယ်ဆိုင်းဖရာကျွော်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ကျမကရှဲမုံပါကျင်းရောက်စစ်ဆောင်စခန်းမှာလက်စစ်ဝါယာရှော့ကြောင့်ပျက်စီးသွားတဲ့နေအိမ်တွေကိုApril 18 ရက်နေ့ကစပြီးဆောက်လုပ်နေပြီဖြစ်ကြောင်းကျင်းရောက်စစ်ဆောင်စခန်းကတာဝန်ရှိသူကပြောပါတယ်။ဆောက်လုပ်သွားမယ့်နေအိမ်တွေကမိသားစုဝင်6ဝက်ထက်အိမ်ထောင်စုတွေကိုအိတ်ခမ်းနှခမ်းပါဝင်တဲ့16ပေဝန်းကျင်အခန်းတွေကိုတိစောက်ပေးတော့မှာဖြစ်ပြီးမိသားစုဝင်9ဦးအောက်ရှိအိမ်ထောင်စုတွေကိုတော့အိတ်ခမ်းတစ်ခမ်းနဲ့17-18ပေရှိတဲ့အိမ်ပုံစံတွေဆောက်လုပ်ပေးတော့မှာဖြစ်တယ်လို့ကျင်းရောက်စစ်ဆောင်စခန်းတာဝန်ခံလက်ဖိုင်နော်ရင်းထမှသိရပါတယ်။ယခုဆောက်လုပ်နေတဲ့နေအိမ်တွေကိုမြစ်တာဖောင်ဒေးရှင်းနဲ့ကင်ကြော့ဖြန်ရန်လက်ခွန်လနော်အဖွဲ့အစည်းမှအထက်ကကူညီထောက်ပံ့ပေးထားတာဖြစ်ကြောင်းသိရပါတယ်။ပြီးခဲ့တဲ့မတ်လ19ရက်နေ့မှာကျင်းအောင်စစ်ဆောင်စခန်းရက်ကွက်6ကနေနေအိမ်36လုံးလက်စစ်ဝါယာရှော့ကြောင့်မီးလောင်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။ကချင်မျိုးသားလက်လက်ရေးတပ်မတော် KIA တပ်ဖွဲ့နဲ့စစ်ကောင်စီတပ်တို့ကြားဖကတ်မြို့နယ်ဆိုင်းပရာကျေးရွာတွေဖမှာနေ့တိုင်းလိုနှစ်ဖက်တိုက်ခတ်မှုတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။ခုလိုနတ်များဆိုင်းပရာဘက်တိုက်ပွဲဖြစ်ပွားချိန်မှာစစ်ကောင်စီဘက်ကပိုပြီးထိခိုက်ဒဏ်ရာရရှိသူတွေများကြောင်းလည်းသိရပါတယ်။ကာမိုင်မြို့ပြားအောင်ကျေးရွာမှာ April 18 ရက်နေ့ညနေပိုင်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်ကနေလူသားတိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတဲ့ပြည်သူတွေထဲကအသက်28နှစ်အရွယ်အင်တုပ်ဆိုင်မိုင်ကအသက်ဆုံးရှုံးခဲ့ပြီးတော့ကျန်တဲ့ပြည်သူလေးဦးဟာမြစ်ကျနာစေယုံမှာဆက်လက်စေကူတာမှုခံယူနေတယ်လို့သိရပါတယ်။အခုချိန်မှာဖကတ်မြို့နယ်ဆိုင်းပရာကျွော်ဘက်ကပြည်သူတွေဟာတိုက်ပွဲဆက်လက်ပြင်းထန်လာမှာကိုစိုးရိမ်တာကြောင့်ပြည်သူတချို့ကနှက်များမြစ်ကျနာကားမိုင်းစပေါ်မော်နဲ့နှိစက်ရပတ်ဝန်းကျင်တွေမှာထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။စစ်ကောင်စီတပ်တွေကဆိုင်းပရာကျွော်အနီးစစ်ရေးဆက်လက်လှုပ်ရှားမှုတွေရှိနေကြောင်းရှေ့တန်းသတင်းအရင်မြင့်မှသိရပါတယ်။ဗမာတိုင်းသားဘာသာဖြင့်တင်ဆက်ခြင်းအစီအစဉ်ကိုကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်အပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်